အခုတလောမှာပေါင်ရိုက်တာအရန်လှနေတော့နေရာလေးတစ်ခုဖြစ်တဲ့ Dries Bangkok Gallery စီတို့ခေါ်သွားမှာဖြစ်ပါတယ်ဒီနေရာကိုဘလို့သွားလဲဆိုရင်တော့ BDSCB.ekamai မှာစင်ကမိနစ်20ခန့်လမ်းလျှောက်သွားရင်တော့ဒီနေရာကိုရောက်မှာဖြစ်ပါတယ်ဒီနေရာကိုဝင်လိုက်တာနဲ့အာကာသဟင်းလင်းပြင်ရောက်သွားသလိုမျိုးခံစားရပါတယ်ဒီနေရာလေးကတော့ဝင်းကျဲအခမဲ့ရှိတယ်လို့ဝင်းကျဲပေးရပြီးတော့ဝင်းရတော့နေရာလေးရှိပါတယ်အခုဒီဗီဒီယိုထဲမှာရိုက်ထားတဲ့နေရာများအားလုံးကတော့ဝင်းကျဲပေးစမလို့တော့နေရာလေးပင်ဖြစ်ပါတယ်ဒီနေရာကိုဘယ်လိုထူးခြားလဲဆိုရင်တော့ကျဲဝန်းတော့နေရာလေးမှာကြောက်တောင်းဝိုင်းတင်နဲ့စီကားထားတဲ့အတွက်အခြားအာကာသကဘာထဲတို့ရောက်သွားသလိုမျိုးခံစားရပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေရာမှာပေါင်ရိုက်တိုင်းကအရန်ကိုလှတယ်ပေါ့နော်ဘယ်လိုပြောလဲဆိုတော့ထူးခြားတဲ့မြင်ကွင်းအတွက်ကြောင့်ပေါ့နော်ပေါင်ရိုက်လိုက်တိုင်းကိုအရန်လှပါတယ်ဒီနေရာရဲ့ဘေးမှာကဖေဆိုင်ရောစားသောက်ဆိုင်ရောရှိတယ်ပေါ့နော်ကဖေဒိတ်ချင်းတဲ့အတွက်နေရာကောင်းလေးတစ်ခုပါကဲဒီအပတ်မှာဘယ်မှာသွားစားမရှိဘူးဆိုရင်တော့ဒီနေရာကိုလာလို့ရတယ်ပေါ့နော်ဘန်ကောက်မြို့ထဲမှာဘာဂျက်စင်းအောင်ဖြစ်သွားလဲချင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပေးကြပါနော်ကျွန်တော်တို့အပတ်တန်အမြဲတမ်းတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်